မြောက်လို့တိလာကောင်းဆုံးသောကောက်ွယ်တစ်ခုပါခန္ဓာကိုယ်နဲ့တင်ကားလို့မရပါဘူးစိတ်ဝိညာဉ်ကိုပါပြစ်ဆက်ရတာပါခုတယ်ရီမော်ရင်းထဲမှာပိတ်မိနေတဲ့ဒီမိန်းကလေး9ယောက်ပါသူတို့ရဲ့ဘဝမှာအရေးကြီးဆုံး performance ကိုတင်ဆက်ရတော့မယ်ဒါဟာပြည်သက်လက်ခုပ်တန်အတွက်မဟုတ်ပဲအသက်ရှင်တန်ကိုလက်မှတ်အတွက်ပါဒီချင်းတရားဆိုတာကြောက်စရာမဟုတ်ဘူးမရှင်တရားပဲတည်သွားမှာဘူးပဲကြောက်ရမှာလို့ဆရာကြီးမင်းတွေကပြောဖို့လိုပဲခုသူတို့တွေတေမင်းရဲ့နှာခေါင်းဝမှာဘလို့ပြန်လဲတိုက်ခတ်ရမလဲဆိုတာရင်ထိတ်ထိတ်နဲ့ကြည့်လိုက်ကြရအောင်လာတရားတွေကသွေးဆွပြီးလူပညာတွေကတနတ်တန်တွေအောင်မှာဘလို့ရှင်တန်မလဲဆိုတာဒီနေ့တော့အဖြေပေါ်တော့မှာပါဆရာကြီးမင်းကရဲ့အာဘော်အတိုင်းပြောရရင်တော့ကံကြမ္မာရဲ့စဝိုင်းဟာလေပြင်းလေနေတာပါပဲဒါပေမဲ့အဲ့ဒီစဝိုင်းကိုရက်တန့်ဖို့ကတော့ခုရဲ့တက်တိပေါ်မှာပဲမူတည်ရဲဆိုတာဒီဘိုင်းမှာအထင်ရှားမြင်ရမှာပါပထမပိုင်းမှာရန်ဖြစ်နေကြတဲ့ဘုံနဲ့ Prince တို့ဟာခုတော့ရန်သူကိုတိုက်ဖို့အတွက်ဒစိတဝမ်းနဲ့ဖြစ်သွားပါပြီပါရှားလွတ်လိုက်တဲ့လူသက်သမားတွေဝင်လာတဲ့အခါမှာတော့တကယ်ကိုရင်သက်ရှုမောစရာတိုက်ကွက်တွေကိုမြင်ရမှာပါသူတို့ဟာကောက်ကွက်တွေကိုအသုံးချပြီးရန်သူရဲ့လှုပ်ရှားမှုကိုခံမှန်းကြတယ်ဒါပညာသားပေါ်မှာတိုက်ခိုက်မှုပါဘုံကဆူလိုရစ်ပီပီရှေ့ကနေလမ်းကြောင်းဖွင့်တယ် Princess ကနောက်ကနေစာပို့ပေးတယ်အချင်းချင်းယုံကြည်မှုဆိုတာဒီလိုသေးရှင်ရောက်မှာပဲအခိုင်အမာဆုံးဖြစ်လာတာပါဒီနေရာမှာကျွန်တော်ဒီဘူဟာရဲ့အကြောင်းကိုခွဲခြမ်းစိတ်ဖြောဖို့လိုလာပါပြီသူကဘာကြောင့်ဒီလိုရက်စစ်တဲ့မိန်းမကြီးဖြစ်လာရတာလဲဇလန်ရဲ့အချိုးကွေတဲ့နေရာမှာသူမရဲ့အထိတ်ကိုပြခဲ့ပါတယ်ဒီဘူဟာတစ်ချိန်ကအောင်မြင်မဲ့ဘယ်လေးကားချေတဲ့လေးပါဒါပေမဲ့သူမရဲ့အဖေကမာဖီးယားကိုင်းစတာလူသားတဲ့ဘရှာစီကနေကျွေးမြူယူခဲ့တယ်အဲ့ဒီကျွေးကိုမဆန့်နိုင်တဲ့အခါလူသားကဒီဘူဟာရဲ့ခြေထောက်တစ်ဖက်ကိုဖျက်ပစ်ခဲ့ပါတယ်ဒါသူမရဲ့အိမ်မက်တယ်မကပဲဘဝတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တာပါဆရာကြီးမင်းတင်ကရဲ့အယူဆအရလူတယောက်ရဲ့ရင်ထဲမှာအမုန်းတရားကမြစ်တွေသွားပြီဆိုရင်အဲ့ဒီအမုန်းဟာအသက်ရှင်တန်မှုအတွက်လောင်စာဖြစ်သွားတတ်တယ်တဲ့ဒီမိုရာဟာဒီနေ့ကိုစောင့်နေခဲ့တာပါသူမဒီမင်းကလေးတွေကိုကောက်ွယ်ချင်အောင်ဆောင်ရင်းနဲ့တကယ်တော့လူသားကိုဒီနေရာကိုခေါ်ဖို့အတွက်ပါရှားကိုတောက်ကောင်ဖြစ်အတုံးချခဲ့တာပါလူသားကသူသားပါရှားကိုကေကိုရောက်လာတဲ့ချိန်မှာပဲဒီဘူဟာရဲ့တကယ်အစီအစဉ်ကစပါတော့တယ်သူမဟာတယ်ရီမော့အင်တစ်ခုလုံးကိုစီဖိုးရန်ဘလူးတွေထောင်ထားတာပါသူမဟာမိန်းကလေးတွေကိုအနောက်ပေါက်ကနေအမြန်ထွက်ပြေးဖို့အခွင့်အရေးပေးလိုက်ပါတယ်ဒီနေရာမှာဒီဘူရာကမိန်းကလေးတွေကိုကြည့်တဲ့အကြည့်ဟာတကယ်ကိုနည်းနည်းပါတယ်သူမမဖြစ်ခဲ့ရတဲ့အိမ်မက်တွေကိုဒီမိန်းကလေးတွေစီမှာမြင်နေရတာပါသူမကိုယ်တိုင်မိလောင်လိုက်သွင်းပြီးရန်သူတွေကိုပါတခါတည်းအဆုံးကြည့်မှုဆုံးဖြတ်လိုက်ပါတယ်ဒါသူမရဲ့နောက်ဆုံးပါပေါင်းမှန်ပါပဲဝေချိန်ကနီးနေပါပြီသူတို့ရောက်သွားတဲ့အချိန်မှာဘဝစားလဲဖို့တော့အချိန်မရှိတော့ဘူးဒါပေမဲ့သူတို့ကအဲ့ဒီတွေးဆွနေတဲ့အင်ကြီးတွေဒဏ်ရာတွေနဲ့ပဲစင်ပေါ်ကိုတက်သွားကြပါတယ်ပရိသတ်တွေကတော့ဒါကိုပေါ့ဖုံးမှန်တစ်ခုရဲ့အစိပ်ပိုင်းလို့ထင်နေကြတာဒါပေမဲ့အဲ့ဒီကောက်ွက်တွေထဲမှာပါတဲ့နာကျင်မှုနဲ့ခွန်အားတွေကတကယ်အစိတ်မှန်တွေပါဒီစကားရဇာသိဟာတမန်အရှင်ကားတွေလို့ကျန်သူကိုတတ်နိုင်လို့ပျော်ရွှင်သွားတာမျိုးမဟုတ်ပါဘူးဒါရှင်သန်ခြင်းအလားတရားကိုပြသသွားတာပါအစမှာသူတို့ဟာချင်းချင်းပြိုင်ဆိုင်နေတဲ့ကလေးမလေးတွေပါအဆုံးမှာတော့သူတို့ဟာတယောက်ကိုတယောက်အသက်ပေးကာကွယ်တဲ့စစ်သည်တော်တွေဖြစ်သွားကြပြီနောက်ဆုံးကာလပွဲမှာသူတို့ကပြခဲ့တာဟာဘဲလေးတွေမဟုတ်ပါဘူးသူတို့ရဲ့အသက်ရှင်တန်ခွင့်အတွက်တိုက်ပွဲဝင်ခဲ့ရတဲ့တမိုင်းချောင်းကိုကပြခဲ့တာပါဒီဘူရာလူဆိုးတယောက်လားသူရဲကောင်းတယောက်လားဆရာကြီးမင်းကပြောသလိုပေါ့လူဆိုတာဖြူမွဲမရှိဘူးမိခိုးရောင်ပဲရှိတာ
သူမဟာကလေးမလေးတွေကိုကယ်တင်ရင်းနဲ့သူမရဲ့ဘဝတစ်လျှောက်လုံးခံစားခဲ့ရတဲ့ငရဲကနေလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။ကဲပရိသတ်ကြီးခင်ဗျာပရိသတ်လေးတရားအလားတရားနဲ့ရက်ဆက်မှုဘလို့တွန်တွဲနေတယ်လဲဆိုတော့ပြသွားတဲ့ဇာကားကောင်းတကားပါပဲ။ခင်ဗျားတို့ရောဘလို့ထင်တယ်လဲဒီဘူရာတည်သွားတာမှန်ကန်တဲ့ရွေးချယ်မှုလားပြီးတော့ဒီမင်းကလေးတွေရဲ့အနာဂတ်ကရောဘလို့ဆက်ဖြစ်မလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။